Adhanado Ni Nataungaya Chose Chow Ni Koza the Great Tondoya Shisa Legun Ni Wazu Lavijon Naye Natauna Senakun Ni Sulaila Saliye Chadabri Ni Nai Online Ma Hoja Ado Maganiya Do Nicho Abain Ni Diadi Danado Magani Unaji Megon Nego Pibiro but my Megon will peep there, Kama Magani Bonaya Sapiro, Megon made Isada Tandilu Yes, Aviaga Isada and Yen that. Pure like this, I to take it normally. Tiniama is a da, and you does up your own so. Go yet, and I'm up today. Kiritari, yea now, Kiritasra. Pull on see that day, Seiko pull on see that day, ya. Loga do they say pure, so I Kiritari Jampura. Saga Jones say Purave, Toda Jones say Purave, Moha Jones say Pura. Parit Laha. Say them up, pull on the dead. Say that good, you see that dead. Saga Doda Moha. Mamana Sare, the Kirita Diari. Maybe ye never Shibiro. She never went yea down the water. Tu John de Annet to Pilavi. Yen that dollar, tu Nina to Yen the jar. Erago, yes of Yaga. A Mandiago, Nagora and deep beat it, come. You are already in a pataving at the Kumam Solam. Loga Ia, ye the la, but ye ula, so Tibia the Nam sends out. Loga Ia, so she the lamb, she ula, so Tibia the Nam. Then let's see what the 3 runners see what. At this sort see 1 and 3 Kanagoa. The Chazila, Turula. Tari Mr. Now. The Rawaha, they be not Chitala, Mapshivula, Chita Shide, Surala, Domo, Loma Mapshivula, Mobu Sure, Anita Lado. Timegonine, Mesa, you water, Taniavi, Biomesi. Chow said Nabado, Mesa, you water, Nepata Biro. Yes, I've had in it, Takuma. My Utaram shoe. Takuma. That's all like I'm Bubiro, Tadale, Mandiala Bioram shoe. Todo Duria, Yanko Nijarabe, Yera. Tarawari Vega Saro. Tandia Vega Sararo. You don't have a nama she owns Ariasa. Tari shall we be Kabajiga, Abiala, Alona. Tari sends that. Dogajima, the Wari, very much subsitaro. Oh, and a mute in Patabido. A mute in Jiri Pija. The Lord two chare Gawajigu. Tikawajigu, Padu Panzenale. Two chare Gawajigu, Padu Panzenale. So we Panzena Dule, Tuija, Doja, Mube. The Shua Ora Paya Panzena loop, Yore. The Shua Dua Dupite loop, Yore. The Phoebe do the Pillar, look your.
အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လူတွေကအမြဲတမ်းအငြင်းပွားနေကြတာအယူဝါဒတွေနဲ့ပတ်သက်တဲ့အငြင်းပွားနေကြတာဖြစ်တယ်အဲ့ဒီအငြင်းပွားတဲ့အရာတွေမှန်သမျှမြတ်စွာဘုရားအတုံးဝခေါင်းထဲမှာမထည့်ဘူးဒါတွေကအယူဆတွေသာဖြစ်တယ်ပေါ့ထိဋ္ဌိဆိုတဲ့မာရွက်နဲ့အမြင်နေနဲ့ရှုဆနေတာသာဖြစ်တယ်တောင်ရသော်ဗျာတရားတွေရဲ့အစဆိုတာပြုံးတန်တရားရဲ့အစဆိုတာလည်းမပြုံးတေပြီးနောက်ဖြစ်မှလားမဖြစ်ဘူးလားဆိုတာဒါတွေလည်းမပြုံးတရားဆိုတာကိုမပြောတာအဲ့ဒါတွေကအငြင်းပွားစရာတွေရွေးဖြစ်နေပြီးတော့အမှန်တရားနဲ့မနီးစပ်တဲ့အရာတွေသာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကမဂ္ဂန္တိယကိုမဂ္ဂဏိပုံနာကြီးကိုပြောလိုက်တာငါဟာဒါသာအမှန်တရားလို့ဆိုပြီးတော့မှတ်ယူထားတဲ့အယူဝါဒမိစ္ဆာဝါဒဆွဲလန်းထားတာငါမှမရှိဘူးတဲ့အဲ့ဒီမှတ်ယူထားတဲ့အချက်တွေထဲမှာပြဿနာတွေအများကြီးရှိတယ်အပြစ်နာစာတွေအများကြီးရှိတယ်အဆိုးတဲ့အကောင်းတဲ့အပြစ်ကပိုများနေတယ်ဒါမို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ငါမှတ်ယူပြီးတော့စဉ်းစားတာမလုပ်ဘူးငါစဉ်းစားတာကတော့ဒုက္ခဆိုတာဘာလဲဒုက္ခဖြစ်ကြောင်းတရားဆိုတာဘာလဲဒုက္ခនិရောဓဆိုတဲ့ဒုက္ခကုံဆုံးတာကဘာလဲဒုက္ခនិရောဓကဗိနိပတိပရာဒုက္ခကုံဆုံးရာအကျင့်လန်းစဉ်ဆိုတာဘာလဲသင်္ခါရတရားတွေဟာမြဲသလားသင်္ခါရတရားတွေဟာချမ်းသာသလားသဘာဝတရားတွေဟာကိုယ်လိုတိုင်းဖြစ်သလားဒါတွေပဲငါအသိပညာနဲ့ဆင်ခြင်စဉ်းစားတယ်ဟောတရားတွေနဲ့ပတ်သက်ပြီးဆင်ခြင်စဉ်းစားတာမလုပ်ဘူးမြတ်စွာဘုရားမှားရွံ့တဲ့အယူဆတွေမှားရွံ့တဲ့အယူဆတွေပေါ်မှာတွေးခေါ်မှုတွေမြတ်စွာဘုရားလုံးဝညှင်းပယ်ထားပြီးတော့အစ္ဆဒတန်တိပစိနံအဋ္ဌတံလို့မာဂဏိပုံနာကြီးကိုဖြည့်ခဲ့တာအဲ့ဒါလိုဖြည့်ခဲ့တာနော်အစ္ဆဒတန်တိရှင်ထဲမှာအပူတွေကဘလို့ငြိမ်းသွားတယ်ဆိုတာပဲအမှန်သိလို့မင်္ဂနဲ့သစ္စာတရားကိုသိလို့ရှင်ထဲကအပူတွေဘလို့ငြိမ်းသွားတယ်ဆိုတာအဲ့ဒါကိုပဲငါပြောတယ်ဒါကိုပဲငါဟောတယ်လို့ပြောဆိုလိုတာတရားတွေဘယ်တော့မှစဖြစ်တာတော့စဉ်းစားနေလို့ရှိရင်ရှင်ထဲကအပူငြိမ်းမှာမဟုတ်ဘူးလေတန်တရားကြီးကဘယ်တော့စလာတာတော့လို့ပြောရင်လည်းအပူငြိမ်းမှာမဟုတ်ဘူးအစရောရှာလို့တွေ့နိုင်ရလားကဘာကြီးဟာအပြာလားအလုံးလားဒါသိတော့ရောဘာဖြစ်လဲမဖြစ်ဘူးနော်ရှင်ထဲမှာရှိတဲ့ရာဂဒေါသမောဟငြိမ့်သွားသလားမငြိမ့်ဘူးဒါတွေသိလို့ငြိမ့်သွားတာလည်းမဟုတ်ဘူးဒါတွေကညင်းเสียအကြောင်းအရာတွေသာဖြစ်တယ်ကဘာကြီးကိုအလုံးလို့ပြောလို့ရှိရင်အပြာသမားနဲ့ညင်းမြန်တာအပြာလို့ယူဆတဲ့ပုဂ္ဂိုလ်နဲ့ညင်းတာအဲ့လိုညင်းเสียအကွက်တွေကြီးပဲဖြစ်နေအဲကြောင့်မြတ်စွာဘုရားကိုယ့်ရင်နဲ့နှလုံးထဲမှာဖြစ်ပေါ်နေတဲ့လူရဲ့စိတ်နှလုံးကိုပူလောင်စေတတ်တဲ့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေငြိမ်းတာကိုပဲအဓိကထားတယ်အဲ့ဒါကိုအသိဉာဏ်နဲ့ငြိမ်းတတ်လို့ရှိရင်ကိုယ်တဏ္ဍာမှာငြိမ်းသွားတယ်ဆိုတာကိုယ်တိုင်သိရမယ်ငြင်းစရာအကြောင်းဘာမှမရှိဘူးဥမာပဲဆိုတော့ကိုယ့်ရင်ထဲမှာတွေ့တာမှုတွေမမောမှုတွေဖြစ်နေတယ်ခန္ဓာကိုယ်ရဲ့
မတတိစရာမတင်တဲ့အရာတွေကိုဆင်ញင်စဉ်းစားတဲ့အတုပဘာဝနာကိုပွားများအထုတ်လိုက်တဲ့အခါမှာအတုပဆိုတဲ့အမှတ်တင်ညာကိုရင်နဲ့ရောက်တာနဲ့တပြိုင်နက်တွေ့တာမှုကပျောက်သွားတယ်ငြိမ့်သွားတာတခဏအနေနဲ့တော့အဲ့တော့ထာဝရငြိမ့်သွားတယ်ဆိုတာလေရှုမှတ်ပွားများပါများတဲ့အခါကျတော့ခိုင်မာတဲ့အတုပအမှတ်တင်ညာတစ်ခုရပြီးတော့မစိတ်ပေါ်လာပြီဆိုရင်နောက်ဘယ်တော့မှမပေါ်တဲ့အနေထားအပြင်ရာဂရိတ်သွားတယ်နောက်ထပ်ဘယ်တော့မှမဖြစ်တော့ဘူးတော့ကင်းသွားတယ်အတုပတင်ညာနဲ့နှိမ်လိုက်တဲ့အခါမှာရှင်တွေကတွေ့တာမှုတွေကလုံးဝပျောက်သွားတယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာနေတဲ့တဏှာကိုလည်းပဲပစ္စည်းသင်္ခါရလူသင်္ခါရကိုကတော့လည်းပစ္စည်းကိုစွန့်ပစ္စည်းကတော့လည်းကိုယ်ကိုစွန့်လောကကြီးဟာဘယ်ရမှမမြဲဘူးဆိုတာကိုစဉ်းကျင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာရှင်ထဲမှာရှိတဲ့တွေ့တာမှုတွေပစ္စည်းဥစ္စာပေါ်မှာတွေ့တဲ့တွေ့တာမှုတွေရောပါသွားတယ်ရှုမှတ်ပါမောပြားလိုက်တဲ့အခါမှာအဲ့ဒီတွေ့တာမှုတွေကလုံးဝပျောက်သွားတယ်နောက်ထပ်ပေါ်မလာတော့ရှင်ထဲမှာအမုန်းတရားရှိနေရင်လည်းမေတ္တာဘာဝနာပွားပြီးတော့လျှော့ချလိုက်တယ်မုန်းတဲ့စိတ်တွေလျော့သွားတယ်ဝိပဿနာတရားထုတ်လိုက်လို့အနာဂါမိမဲ့ပေါ်လိုက်တာနဲ့တပြိုင်နက်အမုန်းစိတ်ဆိုတာရှာလို့မတွေ့အောင်ပျောက်ကွယ်သွားတယ်ဒေါသဆိုတာပျောက်ကွယ်အဲ့ဒါအစ္ဆဒတန္တိပဲဒါလက်တွေ့နိုင်တယ်ညင်းစရာလည်းမရှိဘူးကိုယ်တိုင်လုံးကြည့်ဒေါသဖြစ်နေမေတ္တာပွားနိုင်လို့ရှိရင်ဒီဒေါသပျောက်သွားလောဘဖြစ်နေတဲ့ရာဂဖြစ်နေတဲ့အချိန်မှာအတုဘာဝနာအနိစ္စတင်ညာပွားလိုက်ပဲဆိုလို့ရှိရင်ရာဂဆိုပျောက်သွားတယ်အဲ့ဒါလို့လက်တွေ့ကြတယ်အခုလို့အခုရတယ်တရားဆိုတာအခုလို့အခုရအဲ့ဒါလို့လက်တွေ့ကြတာကိုပဲမြတ်စွာဘုရားကတန်ဋိဋ္ဌိကောဒီလမ်းကြောင်းကသာလဲမှန်တရဝါဒီသေပြီးနောက်ဖြစ်သလားသေပြီးနောက်မဖြစ်ဘူးလားဆိုတာညင်းမနေနဲ့ညင်းနေလို့ရှိရင်မဆုံးနိုင်တဲ့အငြင်းပွားမှုတွေမှာဘာအကျိုးမြတ်မှရမှာမဟုတ်ဘူးဟုတ်လေဟုတ်တယ်လေတာတဲ့အကျိုးမြတ်ရှိတာပါညင်းပြီးတော့အနိုင်ရခြင်းအရှုံးပေါ်ခြင်းဒါပဲရှိတယ်အနိုင်ရှုံးတစ်ခုပဲရှိတယ်နိုင်တဲ့လူကဘာရပါဗျာရှုံးတဲ့လူကဘာမှအကျိုးအမြတ်အသိဉာဏ်ဆိုလို့ရှိရင်ဘာမှရလာတာမဟုတ်ကဘာကြီးလုံးနဲ့သိတော့ရဘာဖြစ်ဘာမှဖြစ်ပြားတယ်လို့ပြောတော့လည်းဘာဖြစ်တယ်ဘာမှဖြစ်ဘူးကိုမြင်နိုင်တဲ့မြင်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်အငြင်းပွားနေခြင်းဟာအချိန်ဖြုံးခြင်းသာဖြစ်တယ်လောကကြီးကမြဲတယ်လို့ပြောပြန်တော့ရောဘာဖြစ်တယ်ဘာမှဖြစ်ဘူးမမြဲဘူးလို့ပြောပြန်တော့ဘာဖြစ်လဲဘာမှဖြစ်ဘူးတော့သန္တရဒိဋ္ဌိဥစ္စေရဒိဋ္ဌိလောကကြီးဟာဣတနဲ့ထာဝရရှိတယ်ထာဝရတည်မြဲတယ်လောကကြီးဟာထာဝရပျောက်ကွယ်တယ်အဲ့ဒါထာဝရတည်မြဲခြင်းနဲ့ထာဝရပျောက်ကွယ်ခြင်းနှစ်ခုညင်းတော့ဘာရဘာမှမရဘာအသိဉာဏ်ရတော့ဘာအသိဉာဏ်မှလည်းမရအဲ့ဒါလို့အကျိုးမရှိဘာမှအကျိုးတရားကိုမရနိုင်တဲ့အယူအဆတွေကိုမြတ်စွာဘုရားလုံးဝစွန့်ပယ်ထားတာစွန့်ပယ်ထားပြီးတော့သိရမှာကဘာတော့လောကကြီးမှာတကယ်ရှိတဲ့ဒုက္ခဆိုတာရှိတယ်ဆင်းရဲတယ်ဆိုတဲ့ဒုက္ခဆိုတာရှိတယ်ကိုထင်တဲ့အတိုင်းဘာမှမဖြစ်ဘူးဒုက္ခဆိုတာရှိအဲ့ဒီဒုက္ခရဲ့ခြုံငိမ့်တယ်ဆိုတာလည်းရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကပုပ္ပိ
ပုပ္ပိစေဝဟံအနုရဒဣတရဟိစာဒုက္ခင်စေဝပညတ်ပေမိဒုက္ခသစ္စာနိရောဓံအရင်တုန်းကရောအခုရောငါဟာအရှိတရားအနေနဲ့ဒုက္ခသာရှိတယ်ဒုက္ခနိရောဓသာရှိတယ်လို့ငါဟောခဲ့တယ်တရားရှိတယ်လို့တခါမဟုတ်နော်ဒုက္ခရှိတယ်ဒုက္ခချုပ်ငြိမ်းရရှိတယ်ဒီနှစ်ခုပဲဟောဒါဒုက္ခဆိုတာဒုက္ခသစ္စာကိုဟောတာပဲမရှိဘူးလားဆိုရှိဘာတွေကိုဒုက္ခသစ္စာတော့ပရိစ္ဆေသောဘက်ကိုကြည့်လိုက်ဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်နဲ့ဖြစ်သမျှအရာအလုံးဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တအဲ့ဒါတွေကဒုက္ခစုတာလေဘာလို့ဒုက္ခလို့ခေါ်ရတော့ဆိုဖြစ်ပြီးပြက်နေတာတလက်ဇက်ဖြစ်နေလို့ပဲဖြစ်လိုက်ပြက်လိုက်ဆိုတာမတည်ငြိမ်လို့ဒုက္ခလို့ပြောတာအဲ့တော့လောကကြီးမှာဒုက္ခပဲရှိတယ်အဲ့ဒီဒုက္ခချုပ်ငြိမ်းသွားတာသာရှိတယ်တခြားဘာမှမရှိဘူးတဲ့အဲ့တော့မြတ်စွာဘုရားဟောလို့ကသစ္စာလေးပါးကိုဆိုလိုတာသို့တော့ဒီနေရာမှာအကျိုးနှမျိုးသာအကျိုးတရားအနေနဲ့ရှိနေတာဟုတ်တာမြတ်စွာဘုရားဟောလိုက်တာဒုက္ခနဲ့ဒုက္ခនិရောဓအဲ့ဒီဒုက္ခဆိုတာဘာကြောင့်ရှိတာတော့သမုဒိယကြောင့်တဏှာလို့ဆိုတဲ့သမုဒိယကြောင့်ဒုက္ခនិရောဓကိုဘာကြောင့်သိနိုင်တာတော့မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်လို့အဲ့ဒါအကြောင်းတရားအကျိုးတရားကိုထုတ်ဖော်ဟောကြားပြီးတော့အကျိုးတရားနဲ့အကြောင်းတရားဆိုတာမကင်းနိုင်သည့်အတွက်ကြောင့်မြတ်စွာဘုရားဟောလို့ရင်သစ္စာလေးပါပဲလို့ဒီလိုမှတ်ရအဲ့ဒါကိုမာဂဏီဘုံသားကြီးကိုရှင်းပြတာအစ္ဆဒတန်တိပစိနံအထတံလောကမရှိတဲ့တကယ်အမှန်တရားကိုငါအသိဉာဏ်နဲ့သိလိုက်တယ်သစ္စာလေးပါးကိုသိတယ်သစ္စာလေးပါးကိုအရေးအတွက်အမျိုးအစားတဲ့သိတာမဟုတ်ဘူးသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့လုံးရမယ့်အချက်ကိုလည်းသိတယ်ဒါကိုကိစ္စညာလို့ခေါ်တယ်သစ္စာဟာဘာလို့เสียလဲနော်သစ္စာဟာဘာလို့เสียလဲဒုက္ခသစ္စာကဘာလို့ဖို့လဲသမုဒိယသစ္စာကဘာလို့ဖို့လဲမဂ္ဂသစ္စာនិရောဓသစ္စာဘာလို့ဖို့လဲမဂ္ဂသစ္စာဘာလို့ဖို့လဲလို့သူကလည်းသူရှိတယ်သူကဒုက္ခသစ္စာဆိုတာသိဖို့ပဲဒါမို့ပရိညေယပိုင်းခြားသိရမယ်ဒုက္ခဒါတွေကဒုက္ခတွေထီးတယ်မပူထီးတယ်လည်းမလျော့ဘူးဒုက္ခဆိုတာဒါတွေခေါ်တာလို့သိဖို့လိုအပ်တယ်အဲ့ဒါကိုကိစ္စညာလို့ခေါ်တာပဲသစ္စာနဲ့ပတ်သက်ပြီးသိရမယ်သစ္စာကိုသိတာကိုသစ္စာညာအဲ့ဒီသစ္စာဘာလို့ရမယ်ဆိုတာကိုသိတာကိစ္စညာတပည့်စကြာတရားမှာခေါ်ထားတဲ့အတိုင်းပဲအဲ့တော့ဒုက္ခသစ္စာဆိုတာသိဖို့ပဲဖယ်ရှားဖို့မဟုတ်ဘူးသိဖို့ဆိုတာသိအောင်လုပ်အောင်သမုဒိယသစ္စာကျတော့ဖယ်ရှားဖို့ဖယ်ရမယ်မဖယ်ရင်ဒုက္ခတွေထပ်လာနေမယ်ဒါကြောင့်သမုဒိယသစ္စာဖယ်ရမယ်ဘာတပ္ပဒါသမုဒိယသစ္စာနဲ့ပတ်သက်တဲ့လောက်ရမယ်လို့និရောဓသစ္စာဆိုတာမျက်မှောက်ပြုရမယ်မျက်မှောက်ပြုတယ်ဆိုတာလက်တွေ့မြင်အောင်လုပ်ရမယ်လက်တွေ့အောင်လက်တွေ့မြင်အောင်လုပ်ရမယ်မြင်ဖို့ပဲခုနလိုပိုင်းခြားသိဖို့လည်းမဟုတ်ပယ်ဖို့လည်းမဟုတ်မြင်ဖို့တတ်ပဲသစ္စိကတ္တပါဒါသူ့သစ္စာနဲ့သူ့အလုံးနဲ့သူဟာသူထမင်းဆိုတာဘာလို့ဟင်းနဲ့စားဖို့ပေါ့စားဖို့ပေါ့ဒါမျိုးပေါ့နော်လှုပ်တယ်ဆိုတာထမင်းဟိုကဘာလို့ဖို့ထမင်းချက်ဖို့ဒါသူ့ဟာနဲ့သူရှိတယ်လေရေဆိုတာတောက်ဖို့လို့ဆေးကြောဖို့လို့မျက်နှာသစ်ဖို့လို့တန့်စင်အောင်လုပ်ဖို့ဒါသူ့လို့ရေနဲ့ပတ်သက်ပြီးသုံးအောင်မဲ့အသုံးတွေပြောတာအဲ့ဒီတိုင်းပဲဒုက္ခသစ္စာဆိုတာပိုက်ချသိဖို့သမုဒိယသစ္စာဆိုတာဖယ်ရှားဖို့និရောဓသစ္စာဆိုတာမျက်မှောက်ပြုဖို့မဂ္ဂသစ္စာဆိုတာကိုယ်ရဲ့နှလုံးထဲမှာဖြစ်ပွားအောင်လုပ်ဖို့ဘာဝိတ္တပသစ္စာသူကနဲ့သူအကုန်လုံးရှိတယ်အဲ့လိုသိတာကို
စိနံသဘာဝတရားကိုမှန်သိတယ်လို့ပြောတာနောက်တစ်ခါလူတွေတဏ္ဍမှာရှိတဲ့ယုတ်တိနတ်တွေအဲယုတ်နတ်တွေကသူ့သဘာဝနဲ့သူရှိတယ်ဒါပေမဲ့အလုံးခြုံငုံပြောလိုက်ပဲဆိုရင်ဘယ်ယုတ်ဘယ်နံပဲဖြစ်ပြီးရင်ပျောက်ကွယ်သွားတာကြီးပဲပျောက်တာထာဝရပျောက်သွားတာကြီးပဲအကုန်လုံးဖြစ်လာပြီးရင်ထာဝရပျောက်သွားတယ်ဥပမာကြည့်စီလေးကိုလက်နဲ့တီးလိုက်မယ်ဆိုလက်နဲ့တီးလိုက်လို့ဒိန်းဆိုတဲ့အတန်ဖြစ်သွားပြီးတော့အဲ့ဒီအတန်ပဲရောက်သွားပျောက်သွားတာနော်အလုံးဟာအဲ့လိုပျောက်တာအကြောင်းကြောင့်ပေါ်လာပြီးရင်ပျောက်သွားတယ်အဟုတ်တော့တံဘောတိတဲ့မရှိတဲ့နေရာကနေပေါ်လာတယ်အကြောင်းကြောင့်ပေါ်လာတယ်ဟုတ်တော့ပฏิဝေတိဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်အဲ့ဒါကိုအရိစ္ဆာလို့ပြောတာဒီတန်တွေကတဏှာမှာပုံနေတာရှိတာမဟုတ်ဘူးအဲ့ဒီပုံနေတဲ့စီကထွက်လာတာမဟုတ်ဘူးစီတန်ဆိုတာစီထဲမှာလည်းမရှိဘူးတီးတဲ့ထုတ်ထဲမှာလည်းမရှိဘူးဘေးနားမှာလည်းမရှိဘူးနော်စီနဲ့ထုတ်နဲ့ဆုံမိလိုက်တဲ့အခါမှာထွက်လာတဲ့အတန်သာဖြစ်တယ်ပေါ့ထွက်လာပြီးတဲ့နောက်ဘယ်ရောက်သွားတော့ဆိုပျောက်သွားတာပဲအနိစ္စဆိုတာအဲ့ဒါပြောတာနော်မဖြစ်ခင်ဟာရှိနေတာမဟုတ်ဘူးဖြစ်လာပြီးတဲ့နောက်မှလည်းပဲတဏှာမှာသွားစုနေမှာမဟုတ်ဘူးသင်္ခါရတရားဆိုတာအဲ့ဒါလူတွေရဲ့တဏှာမှာဖြစ်တဲ့ယုတ်တိနံနေဆိုတာအဲ့လိုပဲမရှိတဲ့နေရာကနေဖြစ်လာတာနော်ဘယ်နေရာမှမသိတဲ့နေရာပျောက်သွားတာထာဝရဖြစ်လာပြီးရင်ပျောက်သွားတယ်အဲ့ဒါကိုအနိစ္စလို့ခေါ်တာဒုက္ခဆိုတာအဲ့ဒီဖြစ်ပြီးရင်ပြတ်သွားတာကြီးကတလက်ဇက်ဖြစ်ပြီးတော့နှိမ့်ဆက်နေလို့ဒုက္ခလို့ပြောတာစားစရာမရှိလို့ဒုက္ခဝတ်စရာမရှိလို့ဒုက္ခစင်မပြေလို့ဒုက္ခအဲ့ဒုက္ခတွေပြောတာမဟုတ်ဘူးအဲ့ဒါဒုက္ခဝေဒနာတွေအခုဒီမှာပြောတဲ့အနိစ္စဒုက္ခဆိုတာအဖြစ်ပြက်တွေကနေပြီးတော့ဒုက္ခပေးနေလို့ဒုက္ခလို့ပြောတာဒုက္ခဆိုတိုင်းမတူဘူးလို့မှတ်ထားနော်လူတွေညီးနေတဲ့ဒုက္ခကခံရခဲ့တဲ့ဟာဒီအနိစ္စဒုက္ခမှာပါတဲ့ဒုက္ခဆိုတာဖြစ်မှုပြမှုတွေရဲ့မကင်းနိုင်တဲ့အနေအထားတစ်ခုရက်လို့လည်းမရဘူးနော်မဖြစ်အောင်လုပ်လို့လည်းမရဘူးအကြောင်းရှိရင်ဖြစ်မယ်ဖြစ်လာပြီးရက်နေအောင်လည်းလုပ်လို့မရဘူးအဲ့တော့ဖြစ်မှုပြမှုတွေကတလက်စနှောက်ယှက်နေလို့ဒုက္ခအနတ္တဆိုတာကိုယ်လိုတိုင်းမဖြစ်တာကိုဖြစ်ချင်တာမဖြစ်ဘူးကိုယ်လိုတိုင်းမလိုက်ဘူးသူ့ဘာသူ့အကြောင်းနဲ့သူဖြစ်နေတာအနတ္တပြီးတော့ကိုယ်ပိုင်တာတခုမရှိဘူးကိုယ်မပိုင်လို့အနတ္တကိုယ်လိုတိုင်းလည်းမလိုက်ဘူးပိုင်တာလည်းတခုမှမရှိဘူးကိုယ်ဟာဆိုပြီးတော့စုပ်ကင်ထားဖို့လည်းတခုမှမရှိဘူးအဲ့ဒါကြောင့်အနတ္တအဲ့ဒီအနိစ္စဒုက္ခအနတ္တလို့မြင်တာကိုပစိနံလို့ပြောတာမြတ်စွာဘုရားအဲ့ဒါတွေမြင်ပြီးတဲ့အခါမှာရှင်ထဲမှာရှိတဲ့ရာဂဒေါသမောဟစတဲ့ကိလေသာတွေငြိမ်းသွားတယ်အဲ့ဒါကိုအစ္ဆဒငြိမ်းတတ်လို့ပြောတာငြိမ်းသွားတာကိုယ်ကိုယ်တိုင်သိရမှာပူတာလဲကိုယ်ကိုယ်တိုင်သိတယ်လို့အငြိမ်းတာလဲကိုယ်ကိုယ်တိုင်သိတယ်ရာဂဖြစ်လာတာသိတယ်ဒေါသဖြစ်လာတာသိတယ်မောဟဖြစ်လာတာသိတယ်လူတိုင်းဒါတွေမသိဘူးလားသိတာပဲနော်ကိုယ်မှတွေ့တာမှုတွေရှိနေသလားသိတယ်လေဒါငြင်းပွားစရာမရှိဘူးမုန်းတိမှုတွေရှိသလားရှိတယ်အမှန်မသိမှုတွေ့ဝေမှုတွေရှိသလားရှိတယ်အဲ့ဒီရှိနေတဲ့အရာတွေလုံးဝချုပ်ငြိမ်းသွားတဲ့အငြိမ်းတက်ကိုအစ္ဆဒတန်တိလို့ခေါ်တယ်အဲ့တော့အစ္ဆဒတန်တိဆိုတာကိလေသာတွေငြိမ်းသွားတဲ့အငြိမ်းဘာကိုအကြောင်းပြုပြီးငြိမ်းတော့ဆိုနိဗ္ဗာန်ကိုအကြောင်းပြုပြီးတော့ငြိမ်းတာနိဗ္ဗာန်အာယုံပြုလိုက်တဲ့အခါမှာအဲ့ဒီအစ္ဆဒအပူတွေလုံးဝငြိမ်းသွားတာကိုအစ္ဆဒတန်တိလို့ခေါ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လူတွေကငြင်းညသေးတယ်တရားဆိုတာငြင်းဖို့မဟုတ်ဘူးသိဖို့ထားတာနော်
ဘလို့ငြင်းကြတော့လို့ဆိုလို့ရှိရင်ဘုန်းကြီးတို့သီရိလင်္ကာသွားတော့ကအဲ့ဒီရိပ်သာတစ်ခုမှတရားပြတဲ့အခါမှာဒီနိဗ္ဗာန်ဆိုတာဘယ်မှာရှိသလဲလို့ရောဟိတတသုတ်ရမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဣမတ္တမိန်ပြမမတ္တိကတိဝရိလောကင်စေဝပညာပေမိလောကသမုရိယံသလောကနိရောဓင်္စလောကနိရောဓခမိနေသပฏิပဋ္ဌာန်ဒါသစ္စာလေးပါးပဲလေလောကနဲ့ဒုက္ခအတူတူပဲလောကသမုဒိယနဲ့ဒုက္ခသမုဒိယအတူတူပဲလောကနိရောဓနဲ့ဒုက္ခနိရောဓအတူတူပဲလောကနိရောဓခာမိနိပฏิပဒါနဲ့ဒုက္ခနိရောဓခာမိနိပฏิပဒါအတူတူပဲဒုက္ခဆိုတဲ့နာမည်အစားလောကဆိုတဲ့နာမည်နဲ့ဟောလိုက်တယ်သစ္စာလေးပါဆိုလိုတာကမြတ်စွာဘုရားကဒီတလန်လောက်ရှိတဲ့ကိုယ်ကာယထဲမှာတဲ့လောကဆိုတာလည်းရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းရှိတယ်လောကချုပ်ရာဆိုတာလည်းရှိတယ်လောကချုပ်ကြောင်းတရားကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်ဒီခန္ဓာကိုယ်ထဲမှာအကုန်ရှိတယ်လို့ခေါ်တာအဲ့ဒီသုတ်တန်ရနိဗ္ဗာန်ဟာဘယ်မှာရှိတာလဲလို့ဒီသုတ်တန်ရပြောမယ်ဆိုရင်မြတ်စွာဘုရားနိဗ္ဗာန်ဆိုတာကိုယ်ခန္ဓာမှာပဲကိုယ်ထဲကိုယ်မှာပဲရှိတယ်လို့သူတို့ပြောသို့တော့ခန္ဓာထဲမှာတော့စင်းမပါဘူးနော်လူတွေမှာရှိတဲ့ခန္ဓာဆိုတာရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးထဲမှာတော့နိဗ္ဗာန်မရှိဘူးသို့တော့ကိုယ်နဲ့ပတ်သက်နေကိုယ်မှာရှိတယ်လို့ပြောတာကိုယ်နဲ့ပတ်သက်နေလို့ကိုယ်မှာရှိတယ်လို့ပြောတာကိုယ်ကာယထဲမှာရှိတယ်လို့ပြောတာအဲ့တော့နိဗ္ဗာန်ဆိုတာဘယ်မှာရှိတော့တခြားလိုက်ရှာမနေနဲ့ကိုယ်တဏ္ဍာမှာပဲရှိတယ်ကိုယ်တန်တံမှာပဲရှိတယ်လို့ဒီလိုပြောတာနော်အဲ့တော့အဘိဓမ္မာမှာတော့မြတ်စွာဘုရားကအစ္ဆဒဓမ္မဗဟိဒဓမ္မလို့အစ္ဆဒဗဟိဒဓမ္မအစ္ဆဒတရားဗဟိဒတရားအစ္ဆဒဗဟိဒတရားလို့သုံးမျိုးခွဲတဲ့အခါမှာနိဗ္ဗာန်ကိုဗဟိဒတရားလို့ဟောတယ်အဲ့တော့အခုဒီမှာနိဗ္ဗာန်ဟာကိုယ်တဏ္ဍာမှာရှိတယ်လို့ပြောလို့ရှိရင်အဲ့ဒီအဘိဓမ္မာကဗဟိဒဓမ္မနိဗ္ဗာန်ဟာဗဟိဒဆိုပြီးတော့လူတွေကညင်းညာအဲ့မှာအမျိုးသမီးတယောက်ကညင်းချက်ထုတ်တယ်ဘုန်းကြီးကအဲ့ဒီမှာရောဟိတသသုတ်ရနိဗ္ဗာန်ဟာကိုယ်တဏ္ဍာမှာရှိတယ်ဆိုတော့ဆရာတော်တဲ့အဘိဓမ္မာမှာဗဟိဒဓမ္မလို့ဟောတယ်ဆိုတော့ကိုယ်တဏ္ဍာမှာမရှိနိုင်ဘူးပေါ့သူအဲ့လိုညင်းချက်ထုတ်တယ်နိဗ္ဗာန်ကိုအစ္ဆဒဓမ္မဗဟိဒဓမ္မလို့အဘိဓမ္မာမှာဟောတာမှန်တယ်အဲ့ဒီမှာဗဟိဒလို့ဟောတာဟာရှိရွယ်ချက်နဲ့ဟောတာဘာရည်ရွယ်တာတော့ဆိုအစ္ဆဒကခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးတဲ့မပါလို့ဗဟိဒဓမ္မလို့ဟောတာလို့မြတ်စွာဘုရားသူရည်ရွယ်ချက်နဲ့သူဟောတာလို့ခန္ဓာ၅ပါးကိုအစ္ဆဒနိဗ္ဗာန်ကြတော့ခန္ဓာ၅ပါးတဲ့မပါလို့ဗဟိဒဓမ္မလို့ဟောတာအခုဒီမှာဟောတာကနိဗ္ဗာန်ဟာကိုယ်ဘဝကိုယ်တဏ္ဍာနဲ့ဆက်ဆက်ပြီးတော့ရနိုင်တာဖြစ်တော့ကြောင်းကိုယ်တဏ္ဍာမှာရှိတယ်လို့ဟောတာလို့ဟောနဲ့တခြားစီညင်းစရာအကြောင်းမရှိဘူးနော်ခန္ဓာ၅ပါးရဲ့မပါဘူးဆိုတဲ့အကြောင်းနဲ့ပြောမယ်ဆိုရင်ဗဟိတဟုတ်တယ်ရာဂဒေါသမောဟစသည်ကိရိတာတွေငြိမ်းသွားတာဘယ်မှငြိမ်းတာတော့ကြတော့ကိုယ်ခန္ဓာမှာပဲငြိမ်းတာလေကိုယ်တဏ္ဍာမှာပဲငြိမ်းတာလေတခြားသွားငြိမ်းတာမှမဟုတ်တာအဲ့ဒါကိုပြောပြီးတော့ဘုန်းကြီးရှင်းပြတယ်အဲ့တော့မြတ်စွာဘုရားအနေနဲ့ပြောကြရအောင်လို့မြတ်စွာဘုရားဟာ6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်ပြီးအဲ့ဒီအကျင့်မှားတွေကိုဖယ်လိုက်ပြီးဝိပဿနာအကျင့်လမ်းကြောင်းပေါ်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်တယ်လို့
အဲ့ဒီလိုကျင့်လိုက်တဲ့အခါမှာကဆုံလာဖြစ်နေမှာမြတ်စွာဘုရားရဲ့ရင်နဲ့နှလုံးထဲမှာရှိတဲ့ကိလေသာတွေအလုံးငြိမ်းသွားတယ်အဲ့ဒီကိလေသာတွေကဘယ်မှငြိမ်းတာလဲရောင်ဘယ်မှာငြိမ်းတာလားသို့မဟုတ်အပြင်မှာသွားငြိမ်းတာလားနော်တခြားစัจ java လာတွေမှာသွားငြိမ်းတာလားဆိုတော့မြတ်စွာဘုရားတဏ္ဍာမှာပဲငြိမ်းတာလေဖြစ်တုံးကလည်းဘယ်မှာဖြစ်တာလဲဘုရားတဏ္ဍာမှာဖြစ်တာလေလောဘဆိုတာဘယ်မှာဖြစ်တော့ကိုယ်တဏ္ဍာမှာဖြစ်တာဒါဖြင့်ငြိမ်းတော့ရောဘယ်မှာငြိမ်းမှာတော့ဆိုကိုယ်တဏ္ဍာမှာပဲငြိမ်းမှာပဲလေအဖြစ်ရှိရင်အငြိမ်းရှိလာမှာပဲပူလောင်မှုရှိရင်ငြိမ်းတတ်ရှိတယ်အဲ့တော့ကိလေသာငြိမ်းတာဟာအပြင်ဘက်မှာငြိမ်းတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဖြစ်တဲ့ကိလေသာသည်ကိုယ်တဏ္ဍာမှာပဲငြိမ်းသွားတာအဲ့တော့အဲ့ဒီငြိမ်းတတ်ဟာကိုယ်တဏ္ဍာမှာရှိလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုကိလေသာပရိနိဗ္ဗာနကိလေသာငြိမ်းတဲ့အငြိမ်းနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ခေါ်တယ်လို့အဲ့ဒီကိလေသာဟာဘုရားရဲ့တဏ္ဍာမှာငြိမ်းတာအပြင်မှာငြိမ်းတာမဟုတ်ဘူးဘောဓိပင်ဘောဓိရွက်ဒီမှာသွားငြိမ်းတာမဟုတ်ဘူးဘောဓိပင်ကြီးမှာသွားငြိမ်းတာမဟုတ်ဘူးမြေချီအောင်သွားငြိမ်းတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဖြစ်တာကိုယ်မှာပဲငြိမ်းတယ်အဲ့တော့ကိလေသာဆိုဖြစ်တဲ့နေရာမှာပဲငြိမ်းတယ်ဖျောင်းတဲ့မိလေးထွန်းတာတယ်ဖျောင်းတဲ့မိလေးငြိမ်းသွားတယ်ဘယ်မှာငြိမ်းမှာဒီထွန်းတဲ့နေရာပဲငြိမ်းမှာပဲလေဖျောင်းတဲ့ပြီးစပေါ်မှာပဲငြိမ်းမှာပဲအဲ့ဒီကိလေသာငြိမ်းသွားတာဒီပင်လေသာဥပါရိသေတနိဗ္ဗာန်လို့ခေါ်တယ်တခါတတော်80ပြည့်လို့ပြိနိဗ္ဗာန်ဆန်တဲ့အခါမှာခန္ဓာရဏတ္တတွေအကုန်လုံးခန္ဓာ၅ပါးလုံးဝချုပ်ငြိမ်းသွားတယ်အဲ့ဒီခန္ဓာ၅ပါးဟာပဲ့မှငြိမ်းတာတော့ကုသနာယုံကအင်းချင်းပင်ထဲမှာငြိမ်းတာလားသို့မဟုတ်မြတ်စွာဘုရားတဏ္ဍာမှာငြိမ်းတာလားဖြစ်တဲ့ခန္ဓာကမြတ်စွာဘုရားတဏ္ဍာမှာဖြစ်တဲ့ခန္ဓာဖြစ်သည့်အတွက်ကြောင့်ခန္ဓာငြိမ်းတာလည်းမြတ်စွာဘုရားတဏ္ဍာမှာပဲငြိမ်းတယ်အဲ့ဒီရှုတော့ကပြောမယ်ဆိုရင်နိဗ္ဗာန်ဆိုတာတခြားရှာစရာမလိုဘူးကိုယ်နဲ့ပတ်သက်ပြီးကိုယ်နဲ့ဆက်ဆက်နေတယ်တန္တိကေနဝိသနန္တိမခာဓမ္မတကောဝိတာဓမ္မရေးရနဲ့ပတ်သက်ပြီးမကျွမ်းဝင်မကျွမ်းကျင်ကြတယ်ပညာမဲ့နှလပိန်းတုံးတွေဟာနိဗ္ဗာန်ဆိုတာကိုယ်နဲ့အနီးလေးရှိရတဲ့နဲ့မသိကြဘူးလို့မြတ်စွာဘုရားဟောတာနိဗ္ဗာန်ဆိုတာအဝေးကြီးမှရှိတာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ယုတ်တိနံတွေကိုရှုမှတ်ပြီးတော့ရာဂဒေါသမောဟကိုငြိမ်းအောင်လုပ်တာအပြင်မှာသွားရှုတာမဟုတ်ကိုယ်ခန္ဓာမှာရှိတဲ့အစ္ဆဒမှာရှိတဲ့ယုတ်တိနံတွေကိုရှုတာအဲ့ဒီရှုလိုက်တဲ့မှာအစ္ဆဒမှာရှိတဲ့ရာဂဒေါသမောဟငြိမ်းတာသူများတဏ္ဍာကသွားဟာငြိမ်းတာသွားငြိမ်းတာမဟုတ်ဘူးအဲ့တော့ငြိမ်းတယ်ဆိုတာဟာပဲမှငြိမ်းတာတော့ကိုယ်တဏ္ဍာမှာပဲငြိမ်းတာအဲ့တော့အစ္ဆဒလားဗေဒလားဆိုအစ္ဆဒပဲလေဒါဖြင့်ပြီးတော့မှဘာဖြစ်လို့ဗဟိတလို့ဟောတာတော့ဆိုခန္ဓာ၅ပါးထဲမှာဘာလို့ဗဟိတလို့ဟောတာလို့သူ့ကြောင့်နဲ့သူအဲ့ဒါကိုအငြင်းပွားခြင်းတဲ့လူတွေကရှိသေးတယ်နော်သေးသေးချာချာလေးလေးနဲ့စဉ်းစားကြည့်ဘာမှငြင်းပွားကြမရှိဘူးငြင်းပွားကြမရှိဘူးနိဗ္ဗာန်ဟာအစ္ဆဒဗဟိတလို့ဟောတာလေမြတ်စွာဘုရားကအကြောင်းတစ်ခုနဲ့ဟောတာဟောတယ်ဆိုတာတစ်ခုရွယ်ချက်ရှိဖျားရွယ်ချက်ကိုသိဖို့လို့အခုဒီမှာကျတော့နိဗ္ဗာန်ကိုအစ္ဆဒတန်တိလို့ဟောထားပြန်တယ်လေအဲ့တော့နိဗ္ဗာန်အဗဟိတတရားဆိုရင်ဗဟိတတန်တိလို့ဟောမှာပေါ့ဗဟိတတန်တိလို့လည်းဟောလို့ရတာပဲအကယ်၍နိဗ္ဗာန်ဒီဗဟိတဆိုလို့ရှိရင်ဗဟိတတန်တိလို့ပြောမှာပေါ့တော့ဗဟိတတန်တိလို့ပြောဘူးမြတ်စွာဘုရားအစ္ဆဒတန်တိလို့ဟောတာအဲ့တော့ဒါတွေကိုထောက်ထားလို့ရှိရင်အစ္ဆဒဗဟိတဆိုတာညင်းစရာအကြောင်းမဟုတ်ဘူးခန္ဓာ၅ပါးရဲ့ခန္ဓာ၅ပါးကိုပဲအစ္ဆဒဒီရုပ်တွေခွဲတဲ့အခါမှာကြတော့အစ္ဆဒဗဟိတခွဲတဲ့အခါမှာကိုယ်တဏ္ဍာမှာဖြစ်တိုင်းလဲအစ္ဆဒလို့မခေါ်ဘဲနဲ့မျက်စိနာနာလျာကာယဆိုတဲ့
ထီယုတ်တွေကိုတော့အစ္ဆဒယုတ်ဆိုပြီးတော့ကျန်တာကိုဗဟိတယုတ်လို့ခေါ်တာရှိသေးတယ်လေအဲ့ဒီအသုံးပဲချိရှိရချက်တစ်ခုနဲ့အစ္ဆဒဗဟိတဆိုတာခေါ်ပြောတာညင်းစရာအကြောင်းမဟုတ်ဘူးဘာကြောင့်ဆိုတဲ့ရှုတော့မယ်ကွာနော်ရှုတော့မယ်ကွာအခုကလည်းပြောလိုက်ပဲဆိုရင်မြတ်စွာဘုရားအစ္ဆဒတန္တိနိဗ္ဗာန်ကိုအစ္ဆဒတန္တိလို့ခေါ်တယ်အဲ့ဒါကိုသွားပြီးတော့အဘိဓမ္မာမဗဟိတလို့ခေါ်ပါတယ်အခုအစ္ဆဒတန္တိလို့ခေါ်တယ်ဘယ်ဟာကမှန်ရမလဲလို့သွားမေးစရာတော့မလိုဘူးလေဗဟိတလို့ခေါ်တာလည်းမှန်တယ်အစ္ဆဒတန္တိလို့ခေါ်တာလည်းမှန်တယ်ဘာဖြစ်လို့တော့ရှုထောင့်ခြင်းမှမတူတာရှုထောင့်နဲ့ပြောတာလေဒါရှုထောင့်ဆိုတာကိုကြည့်တဲ့ဘက်ကဘယ်ဘက်ကကြည့်တာလူမြင်လူတောင်မှပဲနောက်ကနေကြည့်ကြောနဲ့နောက်စီမြင်မှာပေါ့မျက်နှာပဲမြင်မှာမတော့နော်ရှေ့ကကြည့်လို့ရှိရင်နောက်စီတို့ကြောတို့ပဲမြင်မှာတော့နှာခေါင်းတို့မျက်လုံးတို့ပဲမြင်မှာပေါ့ရှေ့ပိုင်းပဲမြင်မှာပေါ့သူရှုထောင့်နဲ့သူလေဘယ်ဘက်ကနေပြောလူဆိုတာနှာခေါင်းနဲ့ပါလို့ဆိုနောက်ကနေကြည့်ပြဘယ်ဘက်တော့နှာခေါင်းနဲ့ဆိုရှိလည်းမရှိပါလားလို့သွားညင်မှလားညင်လို့မရဘူးလေကိုအမြင်လေးတစ်ချမ်းနဲ့မငြင်းရဘူးလို့ဆိုလို့လေသူရှုတော့နဲ့သူအဲကြောင့်မို့ဒီမှာအစ္ဆဒတန္တိလို့သုံးထားတာကိုသဘောပေါက်ရမှာတော့မြတ်စွာဘုရားတရားဝါဒီအလုံးဘုသူတဏ္ဍမှာပဲဖြစ်ဖြစ်ကိလေသာငြိမ့်နေဆိုတာကိုယ့်ရင်နဲ့မှာပဲငြိမ့်တာဖြစ်တာလဲကိုယ့်ရင်နဲ့မှာဖြစ်လို့ဒါအစ္ဆဒလို့သူတို့ဆိုလို့တယ်အဲ့ဒါကိုမှတ်သားဖို့လိုအပ်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ဟာဘယ်မှာရှိလဲလို့ပြောရင်ကိုယ်နဲ့ဆက်ဆက်နေကိုယ်တဏ္ဍမှာရှိတယ်လို့ပြောလို့ရတယ်။ဘာရှုတော့ကနေပြောတာတော့ဆိုဩကိလေသာဖြစ်တာလဲကိုယ်တဏ္ဍမှာပဲကိလေသာငြိမ်းတာလဲကိုယ်တဏ္ဍမှာအဲ့ဒီအငြိမ်းကိုငြိမ်းသွားတာကိုယ်နဲ့ဆက်ဆက်နေလို့ကိုယ်တဏ္ဍလို့ပြောတာ။ဒါပြင်နိဗ္ဗာန်ကိုဗဟိတလို့ဘာလို့ပြောတာတော့ခန္ဓာ၅ပါးတည်းမပါလို့ပြောတာ။နော်လူတွေရဲ့တဏ္ဍမှာခန္ဓာ၅ပါးရှိတယ်ခန္ဓာ၅ပါးထဲမှာနိဗ္ဗာန်မပါဘူးဒါကြောင့်ဗဟိတလို့ပြောတာဒါအစ္ဆဒဗဟိတနဲ့ပတ်သက်ပြီးသူ့အကြောင်းနဲ့သူရှင်းပါတယ်နော်ဘယ်တမှာရှင်းတယ်အဲ့ဒါလို့မာဂဏိယပုံနာကြီးကိုအစ္ဆဒတန္တိပစိနအထတံအယူဆတွေကိုအကုန်လုံးငါဟာတစ်ခုမှဆွဲကင်ထားတာမရှိပဲနဲ့တဘာဝတရားတွေရဲ့အစစ်အမှန်ကိုသိမြင်တဲ့ဉာဏ်ကြောင့်အစ္ဆဒတန္တိဆိုတဲ့နိဗ္ဗာန်ကိုငါတွေ့တာဖြစ်တယ်လို့မြတ်စွာဘုရားအစ္ဆဒတန္တိကိုငါတွေ့တယ်လို့ဒါပဲဒီလိုဟောလိုက်တယ်အဲ့လိုပြောတဲ့အခါကျတော့မာဂဏိပုံနာကြီးကသဘောမပေါက်သေးဘူးမပေါက်တော့သူကအစ္ဆဒတန္တိဆိုတာဘယ်လိုဟာလဲသူသဘောမပေါက်လို့အစ္ဆဒတန္တိအကြောင်းသူမေးဝိနိစ္စယယာနိပကပ္ပိတာနိတေဝေမုဏိဖြူတိအနုဂါယအရှင်ဘုရားကမိစ္ဆဝါဒတွေအယူဝါဒတွေမှန်သမျှစိတ်ကူးကြံစီပြီးတော့ပြောနေကြတဲ့အယူဝါဒတွေမှန်သမျှကိုမဆွဲလန်းဘူးဆုပ်ကိုင်မထားဘူးလို့အရှင်ဘုရားပြောတယ်အဲ့ဒီဆုပ်ကိုင်မထားခြင်းကြောင့်အစ္ဆဒတန္တိဆိုတဲ့အစ္ဆဒအငြိမ့်ဓာတ်အကြောင်းကိုအရှင်ဘုရားပြောတယ်အစ္ဆဒဆိုတဲ့အငြိမ့်ဓာတ်ကိုပညာရှိတွေကအစ္ဆဒတန္တိဆိုတဲ့အငြိမ့်ဓာတ်ကိုပညာရှိတွေကဘယ်လိုပြောတာလဲဘယ်လိုမှတ်ရမလဲအစ္ဆဒတန္တိဘယ်လိုရအောင်လုပ်ရမလဲဒါသူနဲ့ကြတော့သူတို့ကဒီယူဝါဒတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘာသာတရားလို့မှတ်တာကိုဒီလိုလက်တွေ့ကြတဲ့တရားကိုသူတို့ကမသိတော့ပုံနာရဲ့မသိဘူးအဲ့တော့အစ္ဆဒတန္တိကိုရဖို့ဆိုလို့ရှိရင်ဒီအစ္ဆဒတန္တိသို့မဟုတ်သူတို့စင်ကြယ်မှုကိုရှားချင်လို့ရှိရင်သူတို့ရဲ့စင်ကြယ်မှုအကြောင်းတရား၅ချက်ကိုသူတို့ကသတ်မှတ်ထားတာရှိတယ်ကောင်းတာလေးမြင်ရလို့ရှိရင်မင်္ဂလာရှိလို့ဒိဋ္ဌမင်္ဂလာအဲ့ဒါနဲ့လည်းစင်ကြယ်နိုင်တယ်
ကောင်းတဲ့စကားလေးကြားရလို့မင်္ဂလာရှိတဲ့စကားကြားရလို့ရှင်လေစင်ကြယ်နိုင်လို့တုဒ္ဒမင်္ဂလာနဲ့လည်းမင်္ဂလာလို့ပြောတယ်နောက်တစ်ခါအတိညာဏ်ဆိုတာဗေဒကျမ်းနေတတ်တာလဲအတိညာဏ်ပဲစာတတ်တာလဲအတိညာဏ်ဒေဝစကုစတဲ့အဘိညာဉ်ဉာဏ်နေလူတယောက်ရဲ့စိတ်အကြံစီတွေကိုသိတယ်ဆိုတဲ့စိတ်တော်ပရိယာတွေအတတ်ဟောနိုင်တယ်ဗေဒပညာတွေလူတယောက်ရဲ့စိတ်ကူးကြံစီမှုကိုဖော်ထုတ်နိုင်တယ်ဆိုတဲ့အဲ့ဒီပညာရက်တွေအဲ့ဒီဉာဏ်တွေကိုလည်းသူတို့ကဒါစင်ကြယ်ကြောင်းလို့သတ်မှတ်တယ်။နောက်ကိုချင်းတရားသီလကိုလည်းစင်ကြယ်ကြောင်းလို့သတ်မှတ်တယ်။ခွေးကျင့်နွားကျင့်ဆိုတဲ့အကျင့်တွေကိုလက်ခံကျင့်သုံးခြင်းအပြင်လည်းပဲစင်ကြယ်ကြောင်းလို့သတ်မှတ်တယ်။သူတို့ကစင်ကြယ်မှု၅မျိုးလို့အဲ့ဒါတွေကိုသူတို့လက်ခံထားတာ။အခုဣဇဒတန္တိဆိုတာအဲ့ဒါမှမဟုတ်ပဲ။မဟုတ်တော့မိစ္ဆာအယူဝါဒတွေနဲ့လုံးဝမတူတော့သူကဣဇဒတန္တိဆိုဘယ်လိုဟာရုံးဆိုနားမလဲတော့မြတ်စွာဘုရားကဘာအမိန့်ရှိလိုက်တော့ဆိုဒီဣဇဒတန္တိဆိုတာမင်းတို့ယုံကြည်နေတယ်လို့အမြင်ဖြင့်လဲရှားနိုင်တဲ့ဟာမဟုတ်ဘူးနော်ဒိဋ္ဌမင်္ဂလာဖြင့်လည်းမရနိုင်ဘူးတုတ္တမင်္ဂလာနဲ့လည်းမရနိုင်ဘူးအတိညာဏ်တမ္မာအတိညာဏ်နဲ့လည်းဟိုအတိတယ်ဒါသိတယ်ဟိုတတ်တယ်ဒါတတ်တယ်ဆိုရယ်တမ္မာအတိညာဏ်နဲ့လည်းပဲဣစ္ဆဒတန္တိကိုမရဘူးတမ္မာကိုချင်းတိလာလေးနဲ့လည်းမရဘူးခွေးကျင့်နွားကျင့်ဆိုတဲ့အကျင့်တွေကိုစောင့်တည်ထားတယ်အဲ့ဒီအကျင့်တွေလိုက်နာကျင့်သုံးမှုနဲ့လည်းပဲမရဘူးဒီ၅ခုနဲ့သူတို့ကဒီ၅ခုနဲ့တုဋ္ဌိဆိုတာကိုသတ်မှတ်ထားတာတန်တရားကိလေသာစင်ကြယ်နိုင်တယ်လို့ဆိုတာအဲ့ဒီ၅မျိုးနဲ့လည်းမရနိုင်ဘူးဆိုပြီးတော့မြတ်စွာဘုရားအာဒိဋ္ဌိယမှန်ကန်တဲ့အမြင်မရှိရင်လည်းမရဘူးအတုတိယမှန်ကန်တဲ့တရားကိုကြားနာမှုမရှိပဲလည်းမရနိုင်ဘူးနော်အညာနာအတိညာမရှိပဲလည်းမရနိုင်ဘူးမှန်ကန်တဲ့အတိညာမရှိပဲလည်းမရနိုင်ဘူးဥပမာကမ္မတက္ကတာဉာဏ်ဆိုတာရှိရမယ်သစ္စာနုလောမိကဉာဏ်ဆိုတာရှိရမယ်ဝိပဿနာဉာဏ်မပါရင်လည်းမရနိုင်ဘူးတို့ဆိုလို့အတိလကိုချင်းတိလမပါပဲလည်းမရနိုင်ဘူးအပ္ပတနော်အကျင့်တရားဒူရင်အကျင့်တို့လို့မှန်ကန်တဲ့အကျင့်တရားကိုမကျင့်ပဲလည်းမရနိုင်ဘူးစောစောကမြတ်စွာဘုရားသူတို့ယူဆထားတဲ့ဒီကောင်းတာမြင်ခြင်းကောင်းတာကြားခြင်းအသိဉာဏ်ရှိခြင်းကိုချင်းတရားရှိခြင်းအကျင့်တရားဖြစ်လဲတမ္မာဓာရီနဲ့မစင်ကြယ်နိုင်ဘူးတဲ့မြတ်စွာဘုရားတမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်မရှိရင်လည်းမရဘူးတဲ့နော်ဘုရားဟောတဲ့တရားပိဋက၃ဘုံလှုပ်ထုံးလုံနည်းတရားကျင့်မုံကျင့်နည်းကိုမနာဘူးရင်လည်းမရဘူးမသိရရင်လည်းမရဘူးဒီသစ္စာဉာဏ်တို့ဘာလို့မရှိပဲနဲ့လည်းမရဘူးနော်ကိုချင်းသီလကောင်းတာမရှိပဲလည်းမရဘူးဒီသီလကိုထောက်ကူပြုတဲ့အကျင့်တရားတွေကိုမကျင့်မဲလည်းမရနိုင်ဘူးတဲ့ဧတိစနိသစ္စာအနုက္ခာယတန်တော်အနိတ္တယဘဝန္နပနသဗ္ဗေသူတော်ကောင်းတွေဟာအဲ့ဒီအစွဲလန်းနေဥပမာကောင်းတာမြင်ရင်မင်္ဂလာရှိတယ်ကောင်းတာကြားရရင်ဒိဋ္ဌသုတ္တဆိုတာအဲ့တော့ဒိဋ္ဌိသုတိဆိုအဲ့ဒီမှာမြန်မာလူဘာသာပြန်ထားတဲ့ထဲမှာသုတိကိုဝေရကျမ်းလို့ပြန်ထားတာလည်းရှိတယ်ဒါပေမဲ့လို့မဟာနိရိတအဖွင့်ကိုကြည့်မယ်ဆိုရင်တော့အဲ့ဒါဆိုလိုတာမဟုတ်ဘူးလို့ဖြစ်ကျန်တဲ့နေရာမှာတော့သုတိဆိုတာတော့ဝေရကျမ်းလို့သို့တော်အဲ့ဒီပိဋကဘာသာပြန်ထဲမှာဒိဋ္ဌိယသုတိယဆိုတဲ့နေရာမှာပြန်ထားတာအမြင်နောက်တဲ့ကဝေရကျမ်းပိရိယရယလို့ပြန်ထားတာတွေ့တယ်နော်မဟာနိရိတအဖွင့်ကိုကြည့်တဲ့အခါကျတော့အဲ့ဒါကိုရည်ညွှန်းတာမဟုတ်ဒိဋ္ဌသုတ္တဆိုတာဘာကိုရည်ညွှန်းလို့ဆိုသူတို့က
အစရတဲ့ကောင်းတာလေးမြင်လို့ရှိရင်ဒိဋ္ဌမင်္ဂလာမင်္ဂလာရှိရင်စင်ကြယ်တယ်ဒါသူတို့ရဲ့အယူဆနော်မနေ့ခင်မှာနွားချေးပုံစိုးလေးမြင်မင်္ဂလာရှိတယ်နွားကိုယ်ွယ်တဲ့လူတွေကလေမြက်ခင်းစိမ့်စိမ့်လေးမြင်ရင်လည်းမင်္ဂလာရှိတယ်မြေစာမြက်ကိုမြင်ရင်လည်းမင်္ဂလာရှိတယ်ပြန်လောငှက်ကလေးမြင်ရင်လည်းမင်္ဂလာရှိတယ်ဆိုအမျိုးစုံရှိတယ်အဲ့ဒါတွေကစာထဲမှာနော်ဒိဋ္ဌမင်္ဂလာလို့ခေါ်တယ်ကြောက်ရမို့လားမာတင်ကတဲ့ဒိဋ္ဌမင်္ဂလိကဆတ်ဆိုတာလေတော့မျက်စိကမြင်တာကိုကြည့်ပြီးမင်္ဂလာရှိမရှိပြောတဲ့ဟာတွေအဲ့ဒါတွေကိုဆွဲလန်းတာတို့ဒါကြောင့်မို့ဒီနေရာမှာလည်းပဲနာဒိဋ္ဌိယဆိုတာမင်းတို့ပြောနေတဲ့အမြင်မင်္ဂလာနာတုတိယမင်းတို့ပြောနေတဲ့အကြားမင်္ဂလာမင်္ဂလာရှိတယ်ဆိုတဲ့အတန်ကြားတာနာညာနေနာဆိုတာတေဝစက္ခုညာတို့လောကိညာနေသဘာဝညာနေလောကိပညာယတ္တိအညာမျိုးစုအဲ့ဒါနဲ့လည်းစင်ကြယ်တာမဟုတ်ဘူးမြတ်စွာဘုရားကိုချင်းသီလတတ်တတ်နဲ့လည်းမစင်ကြယ်နိုင်ဘူးနောက်အကျင့်တရားခွေးကျင့်နွားကျင့်ဆိုတဲ့အကျင့်တွေကိုဆွဲယူပြီးတော့ဒုက္ခရစရိယာကျင့်ယုံနဲ့လည်းမရနိုင်ဘူးလို့အဲ့တော့ဒိဋ္ဌသုတညာနာသီလဝတ္တဒီ၅ခုအဲ့ဒါသူတို့ရဲ့ဆွဲလန်းထားတဲ့အရာတစ်ခုပဲဒါတွေနဲ့စင်ကြယ်နိုင်တယ်လို့သူတို့ယူဆတာအဲ့ဒါကိုမြတ်စွာဘုရားကညှင်းပယ်လိုက်တာနော်ညှင်းပယ်လိုက်တာအဲ့ဒီအစ္ဆဒတန္တိဆိုတာဒါတွေနဲ့မရဘူးလို့ပြောတာဒါပေမဲ့စကလုံးတူနေတာအဋ္ဌိဋ္ဌိယမှန်ကန်တဲ့အမြင်မရှိရင်လည်းမရဘူးဒါကြသမ္မာဒိဋ္ဌိနော်မှန်ကန်တဲ့အမြင်မရှိရင်လည်းမရဘူးအတုတိမြတ်စွာဘုရားဟောတဲ့တရားစစ်တရားမှန်ကိုမကြားနိုင်ရင်လည်းမရဘူးအညာနာနော်သစ္စာနုရောမိကဉာဏ်တို့အမှန်တရားကိုသိတဲ့ဉာဏ်တွေတို့ကမ္မတက္ကတဒီဉာဏ်တွေမရှိရင်လည်းမရဘူးအတိလဒကိုကျင့်တရားလုံးဝမပါပဲလည်းမရဘူးနော်အဘတ္တထူတင်အကျင့်ဒါကြတော့ခွေးကျင့်နောက်အကျင့်မဟုတ်ဘူးကိလေသာခေါင်းမစေတဲ့အကျင့်အဲ့ဒီအကျင့်မပါပဲနဲ့လည်းမရဘူးတဲ့ဣတိသနေသစ္စအနုက္ခယအဓိကကတော့ခုနပြောတဲ့ဒိဋ္ဌမင်္ဂလာသုတမင်္ဂလာလောကီအတိညာကိုချင်းသီလဝတ္တဆိုတာတွေကိုဖယ်လိုက်ပါဒါတွေမဆွဲလမ်းမှနဲ့ဒါတွေဆွဲလမ်းပြီးမနေနဲ့ဖယ်လိုက်ဣတိသနိသစ္စအနုက္ခယဒါတွေပေါ်မှာဆွဲလမ်းမနေပဲနဲ့တန်တော်အနိတယသူတော်ကောင်းဟာတဏှာအတွေးလည်းမတွေးနဲ့ဒိဋ္ဌိအတွေးလည်းမတွေးနဲ့လောကမှာခန္ဓာ၅ပါးကိုခန္ဓာလို့ယုံနံကိုယုံနံလို့မတွေးပဲနဲ့ငါလို့တွေးတာဒိဋ္ဌိအတွေးငါဟာလို့တွေးတာတဏှာအတွေးအဲ့ဒီတဏှာဒိဋ္ဌိဆိုတာတွေနဲ့ပတ်သက်မှုမရှိဘူးသူတော်ကောင်းဟာအဲ့ဒါတွေကိုမတွေးဘူးဆိုရင်တဏှာမပါဘူးဒိဋ္ဌိမပါဘူးဆိုရင်ဘဝနာစပ်ပေတဲ့ဘဝကိုလိုချင်တန်တမှုသူ့မှာမဖြစ်ဘူးတဲ့တော့ငါလို့တွေးလို့ငါလို့တွေးလို့လိုချင်တာတဏှာရှိလို့လိုချင်တာအဲ့ဒါတွေကိုလုံးဝရှင်းပြလိုက်လို့ရှိရင်လိုချင်မှုမရှိဘူးအဲ့ဒါမြတ်စွာဘုရားအစ္ဆဒတန္တိကိုရဖို့ရသူကမြတ်စွာဘုရားဒီနိလန်းနဲ့သွားရမယ်လို့ပြောတာဒါလည်းသူသဘောပေါက်အောင်မထင်ဘူးနော်သူသဘောပေါက်နိုင်မှုတရားလေသူတို့ကဆွဲလန်းတာကဒိဋ္ဌမင်္ဂလာကောင်းတာလေးမြင်မင်္ဂလာရှိတယ်ဒါနဲ့လည်းကိလေသာစင်ကြယ်နိုင်တယ်သုတမင်္ဂလာကောင်းတာလေးကြားရင်ဒါလည်းကိလေသာစင်ကြယ်တယ်ညာနာလောကီသိဉာဏ်လေးဗေဒင်လေးတွေဟောတတ်တယ်ဟိုဉာဏ်ဒီဉာဏ်လေးတွေရှိတယ်ဒီဘက်စကုဉာဏ်နဲ့မြင်တယ်ဒီပြန်စိတ်သိတယ်ဒီဉာဏ်နဲ့လည်းသူစင်ကြယ်တယ်လို့ပြောတာသီလအကျင့်တရားကောင်းရင်လည်းစင်ကြယ်တယ်ဝတ္တဆိုတဲ့ဒီခက်ခဲတဲ့အကျင့်တစ်ခုကိုကျင့်ရင်လည်းပဲစင်ကြယ်တယ်လို့ဒီလိုယူဆတယ်မြတ်စွာဘုရားအဲ့ဓာတွေကိုဣတိသနေသစ္စတဲ့မင်းတို့ယုံကြည်ချက်တွေတစ်ခုမှမဟုတ်ဖယ်လိုက်တယ်ဖယ်ပြီးတဲ့အခါမှာငါပြောတဲ့ဒိဋ္ဌိငါပြောတဲ့သုတငါပြောတဲ့ဉာဏ်ငါပြောတဲ့သီလငါပြောတဲ့ဝတ္တကောင်းတဲ့ဘက်ကိုဥတည်တယ်
ဒိဋ္ဌိတုဒ္ဒဒိဋ္ဌိဆိုတာသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တုဒ္ဒဆိုတာမြတ်စွာဘုရားတရားတော်ကိုနာယူမှတ်သားတာနော်ညာနာဆိုတာသစ္စာနုနောမိကဉာဏ်ဝိပဿနာဉာဏ်တို့ပြောတာသီလဆိုတာငါးပါးသီလကစပြီးတော့စောင့်တရမယ့်အထက်သီလတွေကိုပြောတာဝတ္တဆိုတာသီလကိုခိုင်မြဲအောင်ချိုးချံပြီးတော့ကျင့်တဲ့ဒုတိယအကျင့်မျိုးတွေကိုပြောတာအဲ့ဒါတွေမပါဘဲနဲ့အစ္ဆဒတ္တဏိမရဘူးလို့ပြောတာနော်သူတို့ပြောတဲ့ဟာတွေကိုတော့ဖယ်မင်းတို့ဟာတွေနဲ့မရနိုင်ဘူးအဖယ်လိုက်တော့သူ့အနေနဲ့စကားနှစ်ခွဆိုသူသဘောပေါက်ဖို့လို့တော့ပေါ့နော်မြတ်စွာဘုရားပြောတာကအကောင်အဆိုးနှစ်ခုရှိတယ်အဲ့တော့အဆိုးတွေကိုဖယ်အကောင်တွေကိုတော့ကျင့်သုံးရမယ်အဲ့ဒီကျင့်သုံးနိုင်မှတန်တော့အနိတ္တယဘဝနတ်ဆပိသူတော်ကောင်းဟာတဲ့တဏှာနဲ့လည်းမပတ်သက်ဘူးဒိဋ္ဌိအမြင်နဲ့လည်းမပတ်သက်ဘူးဆိုရင်ဘယ်ဘဝမှာတောင်းတတာမဟုတ်ဘူးအဲ့မတောင်းတလို့ရှိရင်အစ္ဆဒတန္တိဆိုတာရမယ်ဒါအစ္ဆဒတန္တိရနိုင်တဲ့နိလန်ကိုပြောတာမြတ်စွာဘုရားနော်အစ္ဆဒတန္တိရနိုင်တဲ့နိလန်အဲ့လိုပြောလိုက်တော့မြတ်စွာဘုရားကဟောတာတရားနော်ဒီပညာရှိတွေကအစ္ဆဒတန္တိကိုဒီနည်းနဲ့ပြောတယ်လို့မြတ်စွာဘုရားကဖော်ပြတဲ့အခါစัจ jin နဲ့ဖော်ပြလိုက်တဲ့အခါမှာသူသဘောမပေါက်တော့မြတ်စွာဘုရားဟောတာကိုနားမလဲတော့ထပ်ပြီးတော့သူမေးပြန်တယ်နောစေကိရဒိဋ္ဌိယနတုတိယနညာနေနသီလပတိနာပိနသုတ်တိမဟာဒါဆိုရင်ရှင်ဘုရားကအမြင်မင်္ဂလာအကြမ်းမင်္ဂလာအဘိညာဉ်မှန်ကန်တဲ့အဘိညာဉ်အတိကိုချင်းတရားကျင့်သုံးလိုက်တာမှုတွေနဲ့မစင်ကြယ်ဘူးလို့ရှင်ဘုရားပြောတယ်ပြီးတော့အမြင်မရှိပဲကြားနာမှုမရှိပဲအသိဉာဏ်မရှိပဲနော်သီလမရှိပဲအကျင့်တရားမရှိပဲလေမရနိုင်ဘူးလို့ပြောပြတယ်တော့တမန်ပြောလိုက်မယ်ဆိုရင်ဒါတွေနဲ့လည်းမရဘူးဒါမပါလည်းမရဘူးပြောတာအထိပ္ပယ်ရတော့နော်သူပြောလို့မြတ်စွာဘုရားပြောလို့တာကသူတို့ယုံကြည်တဲ့ဒိဋ္ဌသုဒ္ဓညာနာသီလဝတ္တအဲ့ဒါတွေနဲ့မရဘူးဆိုပြီးတော့ဒိဋ္ဌသုဒ္ဓညာနာသီလဝတ္တမပါပဲလည်းမရဘူးအဲ့ကြားထဲမှာသူမျက်စိလဲသွားအတိညာနဲ့လည်းမရဘူးတိညာရှိတိုင်းလည်းမရဘူးဒီလိုပြောတဲ့သဘောနော်အဲ့ဒါလို့ပြောလိုက်တဲ့အခါ तू နားမလဲတော့ဘာဖြစ်တော့ဆိုအရှင်ဘုရားကအဲ့ဒါလို့ဒါဆိုလို့ရှိရင်မညာမဟာမောမှုဟာဘေဝဓမ္မဒါဖြင့်အရှင်ဘုရားဟောတဲ့တရားကတွေးဝေတဲ့တရားမဆုံးဖြတ်နိုင်တဲ့တရားဟိုလိုဒီလိုအမှန်မပြောနိုင်တဲ့တရားမျိုးဖြစ်နေတယ်သူလည်းနားမလဲတော့သူလည်းနားမလဲတော့သူတို့ထင်တဲ့ဒိဋ္ဌသုဒ္ဓညာနာသီလဝတ္တနဲ့လည်းမရနိုင်ဘူးတဲ့အဲ့ဒီဒိဋ္ဌသုဒ္ဓသီလဝတ္တညာနာသီလဝတ္တမပါပဲလည်းမရဘူးဆိုတော့သူနားမလဲတော့မြတ်စွာဘုရားဆိုလိုတာကိုခွဲဝဲခြားသူနားမလဲတော့အရှင်ဘုရားတရားဟာဟိုလိုဒီလိုဘယ်ဟာမှမပြောတဲ့တရားပဲဆိုလိုတာအမရဝိခေပဝါဒဆိုတာရှိတယ်မိစ္ဆာဒိဋ္ဌိဝါဒတွေထဲမှာအမရဝိခေပဝါဒဆိုတာဘယ်ဟာကိုမှအတိအကျမပြောသူ့ဝါဒပဲအဲ့ဒီတရဝါဒီသေပြီးနောက်ဖြစ်တယ်ဆိုတာတတ္တဝါဒတရဝါဒီသေပြီးနောက်မဖြစ်ဘူးဆိုတာဥစ္စေတဝါဒတရဝါဒီသေပြီးနောက်တချို့ဖြစ်တယ်တချို့မဖြစ်ဘူးဆိုတာဧကိစ္စတတ္တဝါဒတရဝါဒီသေပြီးနောက်မဖြစ်ဘူးလည်းမဟုတ်ဘူးဟုတ်တယ်နှစ်ခုလောက်ထားတာသူအဲ့ဒါကအမရဝိကိပါဒလို့ခေါ်တယ်အမရဝိကိပဝါဒကိုဟောပြောတာကဘယ်သူတုံးဆို
ရှင်သာရိပုတ္တရာတို့ရဲ့ဆရာကြီးပရပိုက်ဘုရားတော်ကသူတို့ရဲ့ဆရာကြီးသင်္ဆယပိလတ္ထဗုဒ္ဓဆိုသိသိဆရာကြီးအဲ့ဒီဝါဒသူ့တော်မင်းဒါကုသိုလ်လားလို့ဆိုကုသိုလ်လို့မဆိုလို့ဒါပြင်ကုသိုလ်မဟုတ်ဘူးလားမဟုတ်ဘူးလို့ပြောဒါပြင်ဟုတ်တချို့မဟုတ်တချို့လားအဲ့လိုလည်းမပြောဖေးရမလက်မခံမနဲ့ညင်းချက်ထုတ်တာအဲ့ဒါကိုအမရဝိခိပါတဲ့ဝိခိပါဆိုတာရှောင်းလွှဲနေဟိုဘက်ရှောင်းလိုက်ဒီဘက်ရှောင်းလိုက်ဟိုဘက်ရှောင်းလိုက်ဒီဘက်ရှောင်းလိုက်အမရာဆိုတဲ့ငါဟာဖမ်းလိုက်လို့ရှင်ရွှတ်ဆွလွတ်သွားတယ်အမှန်တမ်းချောနေပုံရဒုက္ခနာကွာလူတွေကဖမ်းလိုက်ရင်ရွှတ်ဆွလွတ်သွားတယ်ဖမ်းလို့မပြီးနိုင်သူ့လည်းဖမ်းလို့မရသူ့ဝါဒကဟိုလည်းမဟုတ်တာလည်းမဟုတ်နော်မဟုတ်လည်းမဟုတ်ဟုတ်တယ်လည်းမဟုတ်ဘူးဆိုတဲ့ဝါဒအဲ့ဒီအမရဝိခိပဝါဒမျိုးတို့အရှင်ဘုရားရဲ့စကားကလည်းမညာမဟံမောမှုဟမေဝဓမ္မတွေ့ဝေစီတဲ့တရားပဲဟိုလိုဒီလိုဥမာမဲ့တန်တရားအစားရှိတယ်လို့လည်းမပြောမရှိဘူးလည်းမပြောကဘာကြီးပြားတယ်လို့လည်းမပြောလုံးတယ်လို့တော့ပြောဆိုဘာမှအဆုံးဖြတ်ချက်မချတဲ့တရားမျိုးမောမှုဟတွေ့ဝေစီတဲ့တရားမျိုးပဲလို့သူထင်ပါတယ်တဲ့ဒိဋ္ဌိယဧကိပစ္စန္တိသုတ်တေပစ္စန္တိသုတ်တေလောကမှာမိစ္ဆာယူဝါဒကိုဆွဲကင်ထားတဲ့ပုဂ္ဂိုလ်တွေကတော့တိတိကျကျပြောတယ်နော်ကောင်းတာမြင်ကိလေသာစင်ကြတယ်ဥပမာရှည်ချိုးလို့ရှင်လှုပ်ထားတဲ့အကုသိုလ်တွေစင်တယ်သူအတိအကျပြောတာပဲသူတို့ကလေနော်ရှည်ချိုးလို့ရှင်ကိုယ်တဏ္ဍာမှာရှိတဲ့ကိလေသာတွေဒါစင်တာမစင်တာတပိုင်းယုံကြည်တာကိုပြောတာသူတို့မစင်တာဘူးအဲ့တော့ဒီမှာလည်းပဲဒိဋ္ဌိယ